ဟော်ရီမှာ YG အန်ကိုရှိတယ်တွားကျင်တဲ့ရွှေတကုံကိုဒါထောက်လိုက်ရောက်နိုင်မဲ့ YB ရဲ့နံပါတ်တွေရှာပေးလိုက်မယ် တရားမဲမတိုင်နဲ့ဆင်းရမဲမတိုင်ထိတည်တည်ချာချာပြပေးလိုက်မယ်ခရီးစံလမ်းကြောင်းတစ်ခုလုံးကိုလေကြည့်လို့ရသလိုခရီးစံတစ်လျှောက်မတ်တိုင်တွေကိုကြည့်ရှုလို့ရမှာဖြစ်ပြီးတော့ကိုဆင်းမဲနေရာရောက်ခံနေရင်လေတတိပေးတဲ့စနစ်ပါလို့အရင်လိုဆင်းရမဲမတိုင်ကိုတတိထားပြီးစောင့်ကြည့်နေကြမလို့တော့ဘူးပေါ့တတိပေးစနစ်လေးကောင်းကောင်းအလုပ်လုပ်ဖို့အတွက်ပုံမျိုးစားလိုက်ညွှန်ကြားချက်အတိုင်းစတင်ကိုတော့မမှန်ကန်ကန်ဖွင့်ထားပေးဖို့လိုတယ်နော်ရန်ကုန်မှာဘယ်သွားYB ရဲ့စီးမယ်ဆိုရင် YG အန်ကိုလေးနဲ့ဆိုပိုအဆင်ပြေတဲ့ lifestyle လေးရသွားတာပေါ့